สวัสดีค่ะทุกคนเอาละเป็นมิงลาပါရှင်level 1ရဲ့ unit 2ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါရရှင်ဒီ unit 2မှာကျတော့အကျဉ်းကတယောက်နဲ့တယောက်နဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလေးဒီနှုတ်ဆက်စကားလေးတွေပြောလို့ရလဲဆိုတာကိုဝေမျှသွားပေးမှာဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်ကြရအောင်ဟာအဲ့တော့အရင်ဆုံးအနေနဲ့တို့ကယောက်ျားလေးဆိုရင်မြန်မာမှာဆိုရင်တော့မှရင်ကြီးပြောရှင်နေဆိုရင်ခမရသုံးတာရှိပေါ့နော်ထိုင်းမှာလည်းတူပဲထိုင်းမှာကျတော့တို့က crab မဟုတ်လို့ရှင်လေ cup လို့ပြောတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ cup လို့ပို့သုံးများတယ်နော် cup ရဲ့အဓိပ္ပာယ်ခမရပေါ့နော်နောက်တစ်ခု main လေးဆိုရင်ကျတော့ခဆိုတဲ့အဓိပ္ပာယ်ရှင်ဆိုတဲ့အဓိပ္ပာယ်ဒါလေးကအရင်မြင်ကြည့်တယ်စကားပြောလို့ရှိရင်ယောက်ျားလေးဆိုရင် crab ဒါမှမဟုတ် cup main လေးဆိုရင်ခထည့်ပြောလို့လုံးဝမမေ့ပါနဲ့နော်အဲ့တော့မင်္ဂလာပါကြည့်အောင်မင်္ဂလာပါဆိုရင်ចောင်းသားတွေဒါကြားဖို့တယ်สวัสดีไม่ใช่สวัสดีမဟုတ်ဘူးเนาะสวัสดีค่ะပြီးတော့သူတို့ထိုင်းမှာနှုတ်ဆက်တဲ့အခါကျလို့ရှိရင်တခါတည်းသူတို့မှာအပြုအမူတွေတခုပါတတ်တယ်အဲ့ဒါကလက်အုပ်ချီဟာဟုတ်တယ်เนาะလက်အုပ်ချီရဲ့နေရာမှာသူကသူ့ရဲ့နီးစနစ်ရှိရဲ့ကျွန်တော်ကကျတော့လက်အုပ်ချီရဲဆိုတာဖျားလေးပါရှစ်ခွဲရင်လက်အုပ်ချီရတယ်เนาะဒါပေမဲ့ကျွန်တော်ကဒီမျိုးဒီလက်အုပ်ကဒီနားထိလာတယ်ထိုင်းနေရာကျတော့တယောက်နဲ့နှုတ်ဆက်ရင်ကြလို့ရှိရင်အဲ့လိုမဟုတ်ဘူးဒီမှာလက်အုပ်ကဒီရင်ညွန့်ကြားမှာပဲထားတယ်ထားပြီးတော့မှခေါင်းလေးပဲငုံလာတာခခေါင်းလေးပဲငုံလာမှာနော်အဲ့တော့အရင်ဆုံးကိုယ်ထက်ငယ်တဲ့သူနှုတ်ဆက်မယ်ကိုယ်ထက်ငယ်တဲ့သူနှုတ်ဆက်မယ်ဆိုလို့ရှိရင်ခေါင်းငုံပြီးတော့လက်ညှိုးနဲ့မေးစင်းနဲ့လာထိပေးဒီလိုမျိုးနော်အဲ့လိုမျိုးဆိုရင်ကစวัสดีဆိုရင်ဒါကိုယ်ထက်ငယ်တဲ့သူနှုတ်ဆက်တာကိုယ်ထက်ကြီးတဲ့သူတွေအသက်ကြီးတဲ့သူတွေဝါကြီးတဲ့သူတွေဆရာဆရာမတွေလူကြီးမိဘတွေဆိုလို့ရှိရင်ကြတော့ခေါင်းကိုငုံပြီးတော့ဒီကလက်ညှိုးလေးလက်အုပ်ချီထားတဲ့လက်ညှိုးလေးကနှာခေါင်းမှာလာထိမယ်ခမျိုးสวัสดีค่ะแบบนี้นะคะပြီးတော့ဖုံတို့ပါတော့ဆိုလို့ရှိရင်ကြတော့လုံးဝခေါင်းငုံပြီးတော့ဒီညက်ခုံးနှစ်ခုကြားတွေကဒီနားလေးကနေလာထိရမယ်နော်สวัสดีค่ะแบบนี้นะไม่ใช่แค่ว่าแบบလက်ကြီးအလိုမြောင်းတက်လာအောင်နော်လက်ကဒီမှာပဲထားပြီးတော့မှခေါင်းလေးကိုပဲကိုထက်ငယ်မီးစင်းနဲ့ထိကိုထက်ကြီးရဲ့သူနှာခေါင်းနဲ့ထိကိုဖုံနေပါရကြလို့ရှိရင်ဒီမျက်ခုံးနှစ်ခုကြားဟာနဲ့ထိအဲ့လိုမျိုးနော်အဲ့လေးတခုအဲ့တော့ထိုင်းနေကြသူတို့နှုတ်ဆက်ပြီဆိုတခါလေအဲ့လိုမျိုးလေးလည်းအုပ်ချီရဲ့ဟာပါပါတယ်အဲ့တော့ကိုရီးယားလည်းအဲ့ဒါလေးပါပြီးနှုတ်ဆက်နိုင်လို့ရှိရင်သူတို့အရင်သဘောကျတာသူတို့ရဲ့ယဉ်ကျေးမှုဖြစ်တဲ့အတွက်ပေါ့နော်ရမယ်နော်အဲ့တော့မင်္ဂလာပါဆိုရင်စวัสดีလို့ခေါ်တယ်ယောက်ျားလေးဆိုရင်สวัสดีครับမိန်းကလေးสวัสดีค่ะရမယ်နော်အဲ့တော့ကျွန်တော်ကြည့်အောင်မင်္ဂလာနံနက်ခင်းပါလို့ပြောရှင်နေဆိုရင်สวัสดีအဲ့สวัสดีပဲเนาะสวัสดีမှာအနောက်ကตอนเช้าလေးကလိုက်အောင်မယ်ตอนเช้าဆိုတာမနက်ပိုင်းပြောတာနောက်တစ်ခုနေ့လယ်ပိုင်းตอนบ่ายညနေခင်းညနေပိုင်းตอนเย็นตอนเช้าตอนบ่ายตอนเย็นမနက်ခင်းနေ့လယ်ခင်းညနေခင်းအဲ့တော့မှအရှိရสวัสดีကလိုက်အောင်မယ်สวัสดีตอนเช้าမိန်းကလေးဆိုရင်สวัสดีตอนเช้าค่ะယောက်ျားလေးสวัสดีตอนเช้าครับสวัสดีตอนบ่ายค่ะสวัสดีตอนบ่ายครับสวัสดีตอนเย็นค่ะสวัสดีตอนเย็นครับนะနောက်တစ်ခု good night ဆိုရင်ကြတော့ราตรีสวัสดิ์ตัวจะสวัสดีအနောက်ကဖြစ်သွားမယ်နော်ราตรีสวัสดิ์ good night ရမယ်နော်နောက်တစ်ခုကျေးဇူးတင်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ကขอบคุณလို့သုံးတယ်ไม่ใช่ว่าขอบปุ้งမဟုတ်ဘူးเนาะขอบคุณนะคะขอบคุณကကြတော့ကျေးဇူးတင်ပါတယ်ပေါ့ขอบคุณဒါคุณเนาะဥတရာလေးနဲ့คุณไม่ใช่ขอบคุณမဟုတ်ဘူးเนาะတကယ်တမ်းချက်မယ်ဆိုလို့ရှိရင်ဥတရာလေးနဲ့ဒီမျိုးလေးဥတရာကိုမှနားငယ်ပြန်တယ်မှာขอบคุณนะคะဟိုအရှိမတော့ကျွန်တော်လူတင်ခဲ့အဲ့လူကကြာခွန်းဥတရာနဲ့เนาะဒါကကြာဥတရာနဲ့မတူเนาะขอบคุณမိန်းကလေးဆိုရင်ขอบคุณค่ะယောက်ျားလေးขอบคุณครับဒါကျေးဇူးတင်ပါတယ်ဆိုတော့လောကယဉ်ကျေးပြောတာအဲ့လိုမဟုတ်ဘဲနဲ့တငယ်ချင်းအကျန်ပြောပြီးเนาะဒါတငယ်ချင်းအချင်းပဲသုံးလို့ရမယ်เนาะအကျန်တွေ့နေရဟိုအကျန်ဆိုလဲขอบใจนะအကျန်နေပါရင်သုံးနေလို့မိได้นะขอบใจนะအကျကျေးဇူးပဲလို့ပြောတာကျေးဇူးပဲဆိုတငယ်ချင်းပဲသုံးရမယ်เนาะအဲ့တော့ကျေးဇူးပဲလို့ပြောရှင်နေဆိုရင်ขอบใจนะขอบကတူပဲขอบใจนะကျေးဇူးပဲเนาะ thank you ပေါ့เนาะขอบใจนะရမယ်เนาะနောက်တစ်ခုကိစ္စမရှိပါဘူးไม่เป็นไร
ไม่เป็นไรไม่เป็นไรကိစ္စမရှိပါဘူးไม่เป็นไรတောင်းပန်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တစ်ချက်လောက် excuse me လဲရတယ်ขอโทษขอโทษขอโทษဒါတောင်းပြန်တက်မှာเนาะတောင်းတက်ကရှာလေးအပုံတစ်ထောက်မှာขอโทษတောင်းပန်ပါတယ်ဒါလုံးဝ politely ပြောတာအဲ့လိုမဟုတ်ပဲနဲ့ sorry ပဲเนาะတကယ်ချင်းသုံးချင်လဲဆိုရင်โทษทีโทษทีโทษทีဒါမျိုးလဲသုံးလို့ရတယ်โทษทีကကြ sorry ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะโทษทีโทษที sorry นั่นมั้ยเนาะขอบคุณขอบใจนะไม่เป็นไรขอโทษโทษทีရမယ်เนาะနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတင်ဆိုလို့ရှိရင်ကျွန်တော်ကคุณခုနအရှိရขอบคุณနဲ့คุณနဲ့တူတူပဲเนาะคุณကျွန်တော်ผมภาษาเป็นไหมผมจะมาดิฉันနာမည်ဆိုရင်ชื่อภาษาเพียรထွက်ရမယ်เนาะชื่อဘာလဲอะไรတင့်နာမည်ဘယ်လိုခေါ်လဲလို့မေးချင်တယ်ဆိုရင်ဒီမှာတစ်ခုချင်းပြန်ဆက်คุณชื่ออะไรမိန်းကလေးဆိုရင်คุณชื่ออะไรคะယောက်ျားလေးคุณชื่ออะไรครับတင့်နာမည်ဘယ်လိုခေါ်လဲခင်ဗျာအဲ့တော့ယောက်ျားလေးကနေတော့ကျွန်တော်နာမည်ကတော့ဆိုလို့ဖြေချင်တယ်ဆိုရင်ผมဖြေလိုက်အောင်မယ်ผมชื่อဆိုလို့အနောက်ကခရပြန်ကပ်ပြီမိန်းကလေးဆိုရင်ดิฉันชื่อဆိုတော့အနောက်ကခပြန်ကပ်ပြီစကားပြောတိုင်းမှာခနဲ့ခရကိုပါဖို့မမိပါနဲ့เนาะအဲ့တော့တင့်နာမည်ဘယ်လိုခေါ်လဲဆိုရင်คุณชื่ออะไรคะတန်ရန်တွေ့ကြလို့ရှိရင်สวัสดีค่ะနှုတ်ဆက်ပြီးလို့ရှိရင်คุณชื่ออะไรคะနာမည်လေးမေးပြီးတော့ကျွန်တော်နေကောင်းလားလို့မေးချင်တယ်နော်နေကောင်းလားဆိုရင်ဘယ်လိုမျိုးသုံးလို့ရလဲဆိုရင်สบายดีไหมမိန်းကလေးဆိုရင်สบายดีไหมคะယောက်ျားလေးสบายดีไหมครับဒါမေးရတရုံနဲ့ကျွန်တော်စတွေ့ရဆိုလို့ရှိရင် how are you ဘာညာအင်္ဂလိပ်စာမှာတော့မေးရရှိရထိုင်းမှာလည်းအဲ့လိုပဲเนาะနာမည်ဘယ်လိုခေါ်လဲနေကောင်းလားဘာညာပေါ့เนาะဒီမျိုးဆိုရင်สบายดีไหมမေးလို့ရတယ်တကယ်လို့နေကောင်းနေဆိုရင်ကိုယ်ဘယ်လိုပြန်ဖြေလို့ရလဲဆိုရင်ဒီကမိုင်းလေးကမေခွန်းစကားလုံးဒီမိုင်းဆိုတဲ့စကားလုံးလေးကလေလာဆိုတဲ့မေခွန်းစကားလုံးအဲ့တော့ကျွန်တော်ကအခြေချလို့ရှိရင်မေခွန်းစကားလုံးဖြောက်ပြီးတော့ဒီအရှိရ verb လေးကိုဖြေလိုက်ရုံပဲสบายดีမိန်းကလေးဆိုရင်สบายดีค่ะအဲ့ကြလေสบายดีครับဒါမှမဟုတ်ပဲねကျွန်တော်နေမကောင်းဘူးလို့ပြောရှင်တယ်နေမကောင်းဆိုလို့ရှိရင်အရှိရမိုက်ကပ်ပြီးလိုက်အောင်ပဲမိုက်ဆိုတော့အငင်းမိုက်စบายဒီမှာတခုသတိထားရမှာเนาะ negative ပြောတဲ့အခါမှာ d ဆိုတဲ့စကားလုံးမပါတော့ဘူးเนาะအဲ့တော့မိုက်စบายဒီပြောကြမေးတာนะคะမိုက်စบายค่ะမိုက်စบายครับနေမကောင်းဘူးနော်ကိုတယောက်က how are you လို့မေးလို့ရှိရင်ကိုတွေလည်းပြန်ပြီးတော့မေးရမယ် how about you ဟုတ်တယ်နော်အင်္ဂလိပ်စာမှာအဲ့လိုမျိုးမေးတာမျိုးရှိလို့ပဲထိုင်းမှာလည်းပြန်မေးလို့ရတယ်แล้วคุณล่ะแล้วကပြီးတော့คุณဆိုတာတင်လာကကျတော့ရောလဲရတယ်ဂေါ်လဲရပြီးတော့တင်ကောနေရောပေါ့နေကောင်းလားပေါ့အဲ့လိုပြောရှင်လားနော်แล้วคุณล่ะคะရမယ်နော်အဲ့တော့ဒါလေးပြောကြည့်အောင်สบายดีไหมคะနေကောင်းတယ်สบายดีค่ะနေမကောင်းဘူးไม่สบายค่ะကိုမေးလာတဲ့ကိုလည်းပြန်မေးမယ်แล้วคุณล่ะคะအရင်ရှင်ဟိုဘက်ကလည်းတူပဲဒီတိုင်းပြန်ဖြေမှာပေါ့နော်ရမယ်နော်အဲ့တော့တရနဲ့တွေ့ကြလို့ရှိရင်မင်္ဂလာပါလေးနှုတ်ဆက်မင်္ဂလာပါလို့အုပ်လေးချီပြီးတို့ယဉ်ကျေးမှုတိုင်းနှုတ်ဆက်နာမည်လေးမေးပြီးနေကောင်းလားအဲ့လိုလေးပြန်မေးပြီးကျွန်တော်ဗာပြောရသေးလဲဆိုရင်တွေ့ရတာဝမ်းသာပါတယ်လို့ပြောရှင်တယ်နော်တွေ့ရတာဝမ်းသာပါတယ်ဆိုရင်ยินดีနှစ်ဖြတ်စီဖြတ်လို့ရနော်ยินดีที่ได้รู้จัก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 มิงคลีสวยยินดีที่ได้รู้จักค่ะยินดีที่ได้รู้จักค่ะยินดีที่ได้รู้จักค่ะแล้วจ้าลียินดีที่ได้รู้จักครับยินดีที่ได้รู้จักครับยินดีที่ได้รู้จักครับရမယ်နော် nice to meet you ပေါ့တွေ့ရတာဝမ်းသာပါတယ်
အဲ့တော့ကျမလည်းပဲတွေ့ရတာဝမ်းသာပါတယ်ပြန်ပြောရှင်နေဆိုရင်ယင်းဒီထီတာရူးချက်ရဲ့အနောက်မှာဒီစကားလုံးလေးခံမိလိုက်အောင်ပဲချင်းကန်ခါလေနော်ယင်းဒီထီတာရူးချက်ချင်းကန်ခါမော်လဲချင်းကန်ခါဆိုပြီးတော့ဒါမှမဟုတ်ရှင်လဲဒီအရှိရယင်းဒီထီတာရူးချက်တစ်ခုလုံးမပြောရှင်မနဲ့အနောက်ကချင်းကန်ခါချင်းကန်ခါအဲ့ဒါပဲပြောလို့ရတယ်နော်ဒါနှစ်ခုလုံးပြောလို့ရတယ်ဒီချင်းကန်ခါဆိုပြီးတော့တူပါပဲလို့ပြောချင်လည်းရတယ်ဒါမှမဟုတ်ရှင်လဲတွေ့ရကျမလည်းတွေ့ရတာဝမ်းသာပါတူပါပဲဆိုတော့ကြောင်လုံးပြောချင်လည်းရတယ်ဒါရနော်ยินดีที่ได้รู้จักเช่นกันค่ะยินดีที่ได้รู้จักเช่นกันครับมาเอาเลยเช่นกันค่ะเช่นกันครับเห็นไหมเนาะเป็นเดียวไปไหมยินดีที่ได้รู้จักค่ะเดียวกับเดียวไปสิยินดีที่ได้รู้จักเช่นกันค่ะตัวอย่างวันตาไปดูว่าไปตามมาเลยเช่นกันค่ะตรงนี้ใหญ่เนาะအဲ့တော့ကျွန်တော်ဒီ unit မှာကျတော့မသိရသူနေပေါ့နော်မသိရသူနေနဲ့ကိုကစပြီးတော့ intro လေးဝင်တော့မယ်စပြီးတော့နှုတ်ဆက်တော့မယ်ဆိုလို့ရှိရင်ဒီချားရေမင်္ဂလာပါနှုတ်ဆက်ရမယ်သူနာမည်လေးမေးရမယ်ပြီးလို့ရှိရင်နေကောင်းလားပေါ့ပြီးလို့ရှိရင်တွေ့ရတာဝမ်းသာပါတယ်ပေါ့ဒါအခြေခံစကားလုံးလေးနော်အဲ့တော့အရှိ unit မှာပြောခဲ့သလိုပဲ speaking ဖြစ်တဲ့အတွက်အကျဉ်းဗီဒီယိုကြီးပဲကြည့်ပြီးတော့လေ့လာရမှာမဟုတ်ပဲねဗီဒီယိုအတိုင်းအတန်ကို live track အကျဉ်းဥပမာဖြစ်ခေါခွန်းပြောရဲဆိုရင်ခေါခွန်းပြောနေချိန်မှာ pause လုပ် live track ပြန်နားထောင်အဲ့လိုမျိုးနဲ့ practice လုပ်ရမယ်เนาะအဲ့ဆိုတခါလေ listening speaking ကိုယ့်ဘက်ကို knowledge ထုတ်ရတဲ့ချိန်ကျလို့ရှိရင် reading writing မှာတခါလေ 4 skill လုံးကိုယ့်အတွက်ကလေ့ကျင့်ပြီးသားဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ဒီ unit နဲ့ပတ်သက်ပြီးတော့မသိတာရှိလို့ရှိရင်လည်းအကျဉ်းကိုအချိန်ကြီးလာမေးလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်สวัสดีค่ะขอบคุณนะคะขอให้ทุกคนโชคดีค่ะขอบคุณค่ะ